မြန်မာတွေကပို့ပြီးတော့အလုပ်ကြိုးစားတယ်ဒါအဲ့လိုမျိုးကိုလည်းအတော်များများအလုပ်ရှင်တွေကသိရပေါ့နော်တမန်ကမသိကြအောင်ဆောင်ထားတာလေးပဲရှိရပါတော့ပတ်စံတော့ပေးချင်တော့မသိကြအောင်ဆောင်ထားတာလေးပဲရှိရပါတော့ထိုင်းမှာရေးရှင်နေဖို့အစီအစဉ်ရှိလားဆိုရင်တော့အစီအစဉ်ကတော့မရှိဘူးပေါ့နော်မရှိဒီဆိုလိုမျိုးဒီစာတင်တဲ့အခါကျတော့ကိုကလေးတွေကိုတင်ရတာကပို့ပြီးတော့အားရတယ်လို့လည်းခံစားရတာပေါ့နော်ပြီးတော့လို့ကိုလာခဲ့ပုံအိုဒီ background ကြောင့်လည်းဖြစ်မှာပေါ့လေကိုကရန်ကုန်ဘက်ကလာတာမျိုးဆိုတော့ရန်ကုန်ကကလေးတွေကိုစာတင်ရတာကကိုပေးတဲ့အတိုင်းလည်းသူတို့ရတယ်ကလေးဘက်ကလည်းပို့ပြီးလုပ်တယ်ကိုလည်းပို့ပြီးပေးနိုင်တယ်လို့မြင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအခြေအနေတွေဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုနိုင်ငံမှာဒီလူငယ်တွေအတွက်လည်းအခြေအနေတွေပေါ့နော်အခြေအနေတွေကအဆင်ပြန်ပြေလာတယ်ဒီအကြောင်းဖန်လာရဆိုလို့ရှိရင်တော့မြန်မာပြည်ပြန်မှုကတော့အစီအစဉ်ရှိရပေါ့နော်ဟုတ်ဒီမှာတော့အရင်ရေရှည်နေဖို့တော့အစီအစဉ်မရှိဘူးပေါ့လေဟုတ်ကဲ့ဟုတ်ဘာအကြံပေးချင်လဲဆိုရင်တော့ဆိုလို့ပေါ့နော်ဒီ time မှာစာကိုကအကြောင်းလာတက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အလုပ်လာလုပ်မှာပဲဖြစ်ဖြစ်ဆိုရင်တော့အဓိကတော့ time စကားပေါ့နော် time စကားကို basis ပေါ့လေဟိုအရေးအပတ်မရရင်တော့မှအပြောပိုင်းပေါ့နော်အပြောပိုင်းကိုတော့အဓိက basis လောက်ရအောင်လုပ်လာစေချင်တယ်ပေါ့နော်အဓိကထမင်းစားရေးတောက်ပေါ့လေအခြေခံလေးတော့ရအောင်သင်လာစေချင်တယ်တခြားအလုပ်နဲ့ပတ်သက်ပြီးတော့ကိုလည်းမသိဘူးနော်ကိုလည်းမလုပ်ဘူးဆိုတော့ဒီသင်ကြားရေးပိုင်းမှာတော့ဒီသင်ကြားရေးပိုင်းကိုလုံးဝဆရာဆရာမတွေအနေနဲ့ကတော့ကိုကဘယ်အပိုင်းမှာသင်မှာလဲဆိုတဲ့အနေအထားမျိုးကိုအဓိကရွေးချယ်မှုလုပ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကတော့ဒီမှာကျော်က teaching license လုပ်တယ်ပေါ့နော် teaching license လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအလုပ်လုပ်တဲ့ခါမှာပဲဖြစ်ဖြစ်ကိုရွေးချယ်တဲ့ခါပေါ့နော်ကိုရဲ့ subject ကိုရွေးတဲ့ခါမှာလည်းအဓိကကိုရထားတဲ့ဘွဲနဲ့ကြိုက်တဲ့အားဆိုပို့ပြီးအဆင်ပြေပေါ့နော်ဥပမာကိုကmath နဲ့ပြီးထားရဆိုလို့ရှိရင်ကျွန်တော်အလုပ်လျှောက်တဲ့အခါမျိုးမှာဆရာဆရာမအလုပ်လျှောက်တဲ့အခါမျိုးမှာဒီ math နဲ့ပတ်သက်တဲ့အလုပ်မျိုးပဲအဓိကလျှောက်စေချင်တယ်ပေါ့နော်ဘာအဓိက message ပေးချင်လဲဆိုတော့အရင်တော့များစားပြင်မြန်မာတွေကအနှိမ်ခံတဲ့ဘိုင်းမှာပါအနှိမ်ခံရတယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့ထိုင်းများဆိုလည်းသိရပါလေသူတို့မလုံနိုင်တဲ့အလုပ်တွေကိုအဓိကမြန်မာတွေကပို့ပြီးလုံနိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့အဓိက hard working ပိုင်းပေါ့ဒီမြန်မာတွေကပို့ပြီးတော့အလုပ်ကြိုးစားတယ်ဒါအဲ့လိုမျိုးကိုလည်းအတော်များများအလုပ်ရှင်တွေကသိရပေါ့နော်တမန်ကမသိကြအောင်ဆောင်ထားတာလေးပဲရှိရပါတော့ပတ်စံတော့ပေးချင်တော့မသိကြအောင်ဆောင်ထားတာလေးပဲရှိရပါတော့ဆိုတော့ကိုအလုံးမှာအဆင်မပြေမှုတွေရှိလို့ရှိရင်လည်းအရင်စိတ်တမကြနဲ့ပေါ့နော်ဒီမှာနောက်ပိုင်းမြန်မာတွေကိုပို့ပြီးတော့လက်ခံထားတဲ့အတိုင်းပိုင်းတွေပို့ပြီးများလာတယ်အဓိကစိတ်တမကြနဲ့ပေါ့နော်ဒီရောက်ချင်းမှာတော့ရှိတဲ့အလုပ်ကိုင်ခွင့်လန်းနဲ့ရောက်နေတဲ့လူကြီးကအရန်အချိုးကွာတဲ့ခါမျိုးကြတော့ကိုတော်တော်အရန်ကြီးရုံးခံရတဲ့အနေအထားမျိုးတော့ဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့ကိုဘာလုပ်ချင်လဲဆိုရင်ကိုယ့်ရဲ့ line ကြောင်းကိုအဓိကစဉ်းစားပြီးတော့ဒီကိုလုပ်ချင်တဲ့ line ကြောင်းအတွက်လိုအပ်မဲ့ဝန်စာလေးအဓိကဖြစ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကိုတက်ပို့ပြီးတော့အစီအပြေတာပါလိမ့်မယ်လို့ဟုတ်ကဲ့